နောက်တနေ့မှာတော့တခင်မကြီးဟာထမင်းစားနေတော့ဒီနေ့တော့ငါ့မှာတရင်ကောင်းတစ်ခုရှိတယ်ဟေ့လို့ပြောလိုက်တော့ပတ်စံမတ်တဲ့ဆူရှောင်ရွေကအမလေးတခင်မကြီးကလည်းဘာတရင်ကောင်းလဲရှင်သမီးကိုဘောနတ်ထပ်ပေးမလို့လားဆိုပြီးချက်ချင်းမေးတော့တာပေါ့တခင်မကြီးကလည်းရေပြီးနင်းကတော့ပတ်စံပဲစိတ်ထဲရှိတယ်ဒါကဘောနတ်ထက်အများကြီးပိုကောင်းတယ်ငါနဲ့တခင်ကြီးတိုင်ပင်ပြီးနင်းကိုငါတို့ရဲ့တရားဝင်မွေးစားသမီးအဖြစ်အတိမတ်ပြုမလို့ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့တခင်လေးကချက်ချင်းမျက်နှာပြတ်သွားပြီးအမေဆူရှောင်ရွေကတားရဲ့ညီမဖြစ်လာမှာကိုတားလုံးဝသဘောမတူဘူးသူကအရင်ဆိုင်မလေးမျိုးရိုးကောင်းတဲ့အတိုင်းဝိုင်းကသမီးပြိုတယောက်ရဲ့အရေးချင်းဘာတစ်ခုမှမရှိဘူးလို့နှာခေါင်းရှုံပြီးကန့်ကွက်ပါတော့တယ်ဆူရှောင်ရွေကလည်းအလျှော့မပေးပဲအမလေးမာနာကြီးလာကြီးလာတခင်လေးကရှင်ကကျမကိုနှိမ်တော့ကျမကကောရှင်ကိုအကိုလို့ခေါ်ချင်ပါမလားတကယ်လို့ဒါကျမတို့မောင်နှမဖြစ်သွားရင်နောက်ဆိုရှင်စီကနေပတ်စံတောင်းရတာအားနာစရာဖြစ်သွားမှာပေါ့လို့ပြန်ပတ်ပါတယ်ပြီးတော့တခင်မကြီးရဲ့သမီးကိုမွေးစားဖို့မလိုပါဘူးတခင်လေးကသူ့နေရာပျောက်သွားမှာဆိုလို့ကျမကိုအမြဲတနာရှာနေဦးမှာတကယ်လို့ကျမအလုပ်လုပ်တာသဘောကျတယ်ဆိုရင်လာစာလေးတိုးပေးတာဖြစ်ဖြစ်ရွှေတုံးလေးတွေပေးတာဖြစ်ဖြစ်ကပိုပြီးလက်တွေ့ကြပါတယ်ရှင်လို့ပြောလိုက်တော့တခင်မကြီးလည်းသဘောကျပြီးအေးပါနင်းမလို့ချင်းရင်လည်းမတိုက်တွန်းတော့ပါဘူးဒါပေမဲ့ဒီလာတော့နင်းလာစာကို3စာတိုးပေးမယ်လို့ပြောလိုက်လို့ဆူရှောင်ကြီးတယောက်ပြောမျိုးသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲအိမ်တော်ထိန်တယောက်အထိတ်တလန့်နဲ့ပြေးဝင်လာပြီးကုမိသားစုရဲ့ကုံသွေးရေးလုပ်ငန်းမှာပြဿနာကြီးတက်နေပြီဖြစ်ကြောင်းသတင်းပို့ပါတယ်တခင်ကြီးမကောင်းတော့ဘူးပြိုင်ဘက်လူမိသားစုကအရှက်မရှိငါတို့ရဲ့စူပေါင်းဝယ်ယူမှု promotion ပြုဟာကိုခိုးချပြီးဈေးလျှော့ရောင်းနေတယ်ဒါတင်မကသေးဘူးသူတို့ကငါတို့ထပ်ပိုးလွန်သွားပြီးအထက်ဝယ်ရင်ဂျုံမုံနဲ့ပိတ်စတွေလက်ဆောင်ပေးုံတင်မကပဲ$10တန်းငွေတင်ကကန်ဆန်းမဲ့နိုင်တဲ့ရင်ခုန်စရာရိုလာတိုင်ကွက်ပါလောက်ထားတော့လူတွေအကုန်လုံးအဲ့ဒီဘက်ကိုပါကုန်ပြီးအခုငါတို့ဆိုင်မှာလူတယောက်မှမရှိတော့ဘူးလို့ပြောလာပါတယ်ဒါပေမဲ့ညံကောင်းတဲ့ဆူရှောင်ကြီးကတော့စိုးရိမ်ပုံမရပဲသူတို့မှာဖြူဟာရှိရင်ငါတို့မှာလည်းနီးလက်ရှိတာပေါ့ဈေးပေါ်လိုချင်တဲ့လူတွေကိုသူတို့ကပတ်စံအပုံလိုက်တုံးပြီးဆွဲဆောင်နေရင်ငါတို့ကဝယ်မဲ့သူကိုပြောင်းလဲလိုက်မယ်လို့ပြောပါတယ်တခင်လေးကဝယ်မဲ့သူကိုပြောင်းမဲ့ဘာကြံလဲဆူရှောင်ကြီးလို့မေးတော့ဆူရှောင်ကြီးကယုံကြည်မှုအပြည့်နဲ့ပတ်စံမဲ့တဲ့သူတွေအပြင်ဖျားယောင်းရလွယ်တဲ့နောက်ထပ်လူဒန်းစားတစ်ရက်ရှိသေးတယ်အဲ့ဒါကတော့အလှပမမောတဲ့သူတွေလို့ဆိုကအစီအစဉ်ကိုချက်ချင်းအကောင့်ထဲပေါ်ပါတော့တယ်ဆူရှောင်ကြီးကကြွတ်သားအမြောင်နဲ့ရှက်အင်ဂျီရင်ဘက်ဟိုက်ဝတ်ထားတဲ့ယောက်ျားပြိုအလှမောင်တွေကိုဆိုင်ရှိမှာတန်းစီရခိုင်းပြီးအမျိုးသမီးတို့ရေလာကြည့်ကြပါဦးကိုအိမ်တော်ရဲ့ပိတ်စာတွေကခိုင်ခန့်လွန်းလို့ဒီလိုကြွတ်သားကြီးတဲ့ယောက်ျားတွေဆွဲဆုပ်ရင်တော့မပြေပါဘူးရှင်လို့အော်ရောင်းပါတော့တယ်အဲ့ဒီခါမှာဆိုင်ရှိကဖြတ်သွားတဲ့အမျိုးသမီးကြီးငယ်တွေဟာယောက်ျားချောလေးတွေကိုငေးမောရင်းအမလေးဟုတ်တာပဲအထက်ကအရန်ကောင်းတာပဲငါ့ကိုတစ်ဆက်ကိုက်ဖြတ်ပေးပါဦးဟဲဒီကောင်လေးတွေကချောလိုက်တာဒီပိုးထဲကိုဝတ်ထားတော့လူကုန်ထန်တွေကြနေတာပဲငါလည်းချီပေါင်းချုပ်ဖို့နှစ်ဆဝဲဦးမယ်ဆိုပြီးဆိုင်ထဲကိုတိုးဝေဝင်ရောက်ဝယ်ယူကြပါတော့တယ်ဒါကိုမြင်သွားတဲ့မာနာကြီးပြီးရှေးရိုးဆွဲဖြစ်တဲ့တခင်လေးကုရှောင်ထင်ကဒေါသတကြီးနဲ့ဒါကအရှက်မရှိတဲ့လုပ်ရက်ပဲမိသားစုရဲ့ဂုဏ်သိက္ခာကိုအောက်ခြေချပစ်တာဆူရှောင်ယူအဲ့ဒီရင်ဘက်ဟိုက်နေတဲ့ယောက်ျားတွေကိုအခုချက်ချင်းမောင်းထုတ်ဆန်းလို့လှမ်းអော်ပါတယ်ဆူရှောင်ယူကလည်းတခင်လေးရှင်ကလူတွေရဲ့စိတ်ပညာကိုနားမလည်ဘူးဒါကပရိသတ်ကြိုက်ကိုပေးတာပတ်စံရရင်ဒါဟာဖြူဟာကောင်းပဲတကယ်လို့ရှင်အနေနဲ့သူတို့ကိုကြည့်ရတာအရှက်ရတယ်ဆိုရင်ရှင်ကိုယ်တိုင်ပဲထွက်ပြီးရောင်းလိုက်လေလို့ပြောဆိုနဲ့တခင်လေးကိုအတင်းဆွဲခေါ်သွားပါတော့တယ်ဆူရှောင်ယူကတခင်လေးကိုလူအများရှိတွန်းထုတ်လိုက်ပြီးအိုပြပရိသတ်အပေါင်းတို့စောစောကပြတာကအမီးပဲရှိပါသေးတယ်အခုမြင်တွေ့နေရတာကတော့ကိုအိမ်တော်ရဲ့တူးတဲ့သောအမွေခံတခင်လေးကုရှောင်ထင်ဖြစ်ပါတယ်သူကစိတ်ထဲရှိတာနဲ့မလုံးမရှက်မာနာကြီးတက်ပေမဲ့တကယ်တော့နှလုံးသားနူးညံ့ပါတယ်ရှင်လို့ကြေညာလိုက်တော့ဆိုင်ရှိကမိန်းကလေးတွေကဘီတက်ကလထိုင်ပေါ်ကချုံမောပြီးနာမကျန်းဖြစ်နေတဲ့တခင်လေးကိုမြင်တော့အမလေးတခင်လေးကအရန်ချောတာပဲပြီးတော့တနာစရာကောင်းတဲ့မတန်ဆွမ်းတထေးလေးပေါ့တနာစရာလေးငါကုအိမ်တော်ရဲ့ပိတ်စာတွေကိုအားပေးမယ်ဆိုပြီးပတ်စံတွေကိုအပြိုင်ဆိုင်ပြပေးကြပါတော့တယ်$2 $2 100 200နဲ့ကုအိမ်တော်ဟာခဏချင်းပါတယ်ငွေတွေတောင်းပုံရပုံရသွားပါတော့တယ်အလုပ်ပိတ်ချိန်မှာတခင်လေးကဆူရှောင်ယူကိုမင်းမှာဒီလောက်ညံ့များလိမ့်မယ်လို့ငါမထင်ထားဘူးလို့ချီကျူတော့ဆူရှောင်ယူကအမလေးချီမိုးလုံးရကြပါပြီကျမကစီးပွားရေးပါရမီရှင်လေးပါဒါနဲ့ကျမရှင်ကိုငွေတွေအများကြီးရှာပေးထားတာဆိုတော့လာစာမြန်မြန်တိုးပြီးတော့မဟုတ်ရင်မနေ့ပြန်ထုတ်ပြင်ပြီးပြန်ဘက်လူအိမ်တော်မှာသွားလုံမှာလို့ချင်းချောက်ပြန်ပါတယ်တခင်လေးကလည်းနင်းကတော့ပတ်စံပဲအမက်နေတာပဲလူအိမ်တော်လို့အခြေခံမရှိတဲ့မိသားစုကနင့်လူကိုခေါ်နိုင်ပါမလားလို့ပြောတော့ဆူရှောင်ယူကခေါ်နိုင်တာပေါ့တခင်လေးမသိဘူးလားလူကပတ်စံအတွက်တေးပြီးနှက်ကအစာအတွက်တေးတယ်ဆိုတာပတ်စံကအဓိကပဲလို့ရေမောပြီးပြန်ပြောပါတယ်အဲ့ဒီအချိန်မှာပဲကုအိမ်တော်ရဲ့မိတ်ဆွေဖြစ်တဲ့စစ်ဗိုလ်ချုပ်သမီးဟောကြားရှင်ရောက်လာပါတယ်သူမကနောက်ရက်အနည်းငယ်အတွင်းငါအဖေရဲ့စစ်တပ်ကရှေ့တန်းကိုထွက်ရတော့မယ်ငါတို့မှာစစ်ဖက်ဆိုင်ရာအထူးပစ္စည်းတွေအရေးပေါ်လိုအပ်နေတယ်ပြီးခဲ့တဲ့တစ်ခေါက်ကဂျာမနီကတင်သွင်းတဲ့ရေဆိုးခန်းထဲတွေကိုဝယ်ခဲ့ပေမဲ့အရေးသွေးကညံ့ပြီးကြောင်ကုတ်တာနဲ့တင်ပြဲသွားတယ်ဒါမျိုးကဒလန်ဘေးရန်ကနေမကာကွယ်နိုင်ဘူးကုမိသားစုကရက်ကန်းလုပ်ငန်းမှာအတော်ဆုံးလို့ကြားလို့ငါတို့အတွက်9ရက်အတွင်းရေဆိုးခန်းရုံတင်မကပဲဓာတ်ခုတ်ခံနိုင်ကြီးကနိုင်တဲ့စစ်တုံးအထည်ပိတ်စတွေထုတ်လုပ်ပေးနိုင်မလားလို့လာရောက်အနံပါတယ်ဆူရှောင်ကြီးကလည်းလူယုံကြည်မှုကိုစောင့်ထိန်တဲ့အနေနဲ့စိတ်ချပါတခင်မလေးဟောကျွန်တော်တို့အစွမ်းကုန်စူးစမ်းပြီး9ရက်အတွင်းအချိန်မီအပြီးထုတ်ပေးပါမယ်လို့ကတိပေးလိုက်ပါတယ်ဒါပေမဲ့တိုင်ဘက်ဖြစ်တဲ့လူမိသားစုကဒါကိုကြားသွားပြီးချက်ချင်းနှောက်ရှက်ပါတော့တယ်လူအိမ်တော်တခင်လေးလူယွန်းရှန်ကကောင်းပြီးနက်ဖျားကငါတို့ဘက်မှာပဲဒီတစ်ခေါက်တော့ကုမိသားစုကိုအကြက်ရိုက်အောင်လုပ်ရမယ်လူတယောက်သွားခေါ်ဆန်းငါလက်ဆွဲအိတ်ထဲကချက်လက်မှတ်တွေအကုန်ယူပြီးမြို့ထဲကနိုင်ငံခြားကုမ္ပဏီတွေနဲ့ဓာတုဗေဒစက်ရုံတွေအားလုံးကိုတွားဘလောက်ဈေးကြီးတင်သွင်းလာတဲ့ရေဆိုးခန်းဈေးတွေနဲ့အရေးသွင်းမြင့်စိတ်ကက်ဆေးအကုန်လုံးကိုတင်းကျုံဝယ်ပစ်လိုက်တပီပါမှမချန်ခဲ့နဲ့လို့အမိန့်ပေးလိုက်ပါတယ်တစ်ဖက်မှာတော့ဆူရှောင်ကြီးကသူ့တပည့်ရှောင်တွေကိုစိုးစေးသွားဝယ်ဖို့စေခိုင်းနေပါတယ်ဟုတ်ကဲ့ပါတခင်မလေးပြောပြီးသွားဝယ်တဲ့အခါမှာတော့ဆေးတွေအားလုံးကိုလူမိသားစုကကြိုတင်ဝယ်ယူသွားကြောင်းသိလိုက်ရလို့ဆူရှောင်ကြီးကိုပြန်ကြောင်းကြတဲ့အခါမှာတော့ဆူရှောင်ကြီးကဒေါသတကြီးနဲ့ဗာလဲသူတို့ကအကုန်လုံးကိုကြိုတင်ဝယ်ယူသွားကြပြီးဟုတ်လားဒါဘယ်လိုဖြစ်နိုင်မှာလဲလို့စိုးရိမ်သွားပါတယ်သူ့တပည့်ရှောင်ကြီးကလည်းအခြေအနေမကောင်းတော့ဘူးတခင်မလေးဒါတေချာပေါက်လူယုံရှန်ကတခင်မလေးကိုဒုက္ခပေးဖို့တမင်တက်တက်လုပ်တာပဲ9ရက်အတွင်းအပြီးအရမယ်တမက်ရက်ကလည်းနီးကပ်လာပြီးတခင်မလေးဟောကိုလည်းကျွန်တော်တို့ဂရီပေးထားခဲ့ပြီးအခုကကုန်ကျန်းပစ္စည်းတောင်မရှိတော့ဘူးကျွန်တော်တို့ဘာလုပ်ကြမလဲလို့ပြရခက်နေပါတယ်အဲ့ဒီချိန်မှာပဲအကြံကူညံကောင်းတဲ့ဆူရှောင်ကြီးကရေဆိုးခန်းဆေးမရှိလဲလမ်းဆုံးမသွားပါဘူးတခင်လေးရဲ့ကျမတော်မှနေခဲ့တုန်းကရွာကလူကြီးတွေလောက်တာမြင်ဘူးလေတောထဲကအထူးတစ်ဥတစ်ဖူအရွက်ချို့ကိုတန်စီနဲ့ရောဆက်ပြီးရှော့တေထဲထူးထူးပေါ်မှာတုပ်လင်းလိုက်ရင်အဲ့ဒီအုတ်ထုပ်တွေကရေဆိုးခန်းယုံတင်မကပဲချက်ဝတ်တစားလို့မာကျော်သွားတာပဲလို့အကြံပေးပါတယ်တခင်လေးကစိတ်ဝင်စားသွားပြီးဆူရှောင်ကြီးမင်းပြောချင်တာကငါတို့ကနိုင်ငံခြားကတင်သွင်းတဲ့ကော်ဆေးဆေးရည်တွေရဲ့နေရာမှာအဲ့ဒီရှေးရိုးရာနီလန်းကိုအသုံးပြုပြီးတာမန်ကွန်းပိတ်စနဲ့ရှော့တေပိတ်စပေါ်မှာတိုက်ရိုက်တုပ်လင်းနိုင်တယ်ပေါ့ဟုတ်လားလို့မေးပါတယ်ဆူရှောင်ကြီးကအတိအကျပဲပေါ့တခင်လေးရဲ့လို့ယုံကြည်ချက်ရှိပြန်လဲဖြေချရင်းကုမိသားစုရဲ့ကုန်သွယ်ရေးလုပ်ငန်းကိုနောက်ထပ်အကြံဉာဏ်တစ်ခုနဲ့ကဲတင်ဖို့ပြင်ဆင်လိုက်ပါတော့တယ်